မင်္ဂလာပါခင်ဗျာတင့်ရဲ့ချစ်သူကတင့်အပေါ်မှာဘယ်လိုမျိုးစိတ်ထားရှိတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှထားတော့ reading လေးလုပ်ပေးသွားပါမယ်မိတ်ဆွေတို့အနေနဲ့ရှေ့မှာရှိတဲ့ကတ်၃ခုတည်းကတစ်ခုခုကိုစိတ်အာရုံစူးစိုက်ပြီးတော့မှရွေးချယ်ပေးရုံပါပဲခင်ဗျာရွေးချယ်ဖို့အတွက်အချိန်5စက္ကန့်ပေးပါမယ်အခုဆိုရင်တော့ပထမဆုံးကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့တင်းကား10ပြားကတ်ဖြစ်ပါတယ်ဒီကကိုရွေးချယ်လိုက်တဲ့သူတွေရဲ့ချစ်သူကတင့်အပေါ်မှာတကယ်ကိုမှနှက်ဆိုင်တဲ့စိတ်မျိုးနဲ့အတီတကျတွဲတာမျိုးဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့စိတ်ထဲမှာတကယ်ကိုမှရင်းကျက်တည်ငြိမ်တာမျိုးလဲတွေ့ပါတယ်တကယ်အကောင်းဆုံးအဖော်မွန်တယောက်အနေနဲ့ရွေးချယ်ထားတာကိုလည်းတွေ့ရပါတယ်သင်နဲ့အတူရှိရတဲ့အချိန်တွေကိုလည်းအင်မတန်မှသဘောကျနှစ်ချိုက်တဲ့သူအနေနဲ့လည်းမြင်ရပါတယ်ခင်ဗျာသူ့ရဲ့ရင်ထဲမှာတင့်ကိုတကယ်မိသားစုဝင်တယောက်လိုမျိုးအလေးအနက်ထားပြီးတော့မှအကာအကွယ်ပေးချင်တာမျိုးလည်းတွေ့ရပါတယ်အခုလက်ရှိမှာလည်းတင်တို့ရဲ့အိမ်အောင်ရေးတာယာပျော်ရွှင်ဖို့အတွက်မိသားစုတစ်ခုတည်ဆောက်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။အခြေရေးမှာတင်မကဘဲနဲ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာကြွယ်ဝဖို့အတွက်ကြိုးစားနေတာကိုလည်းတွေ့မြင်ရပါတယ်ခင်ဗျာ။ဒီကတ်လေးကိုရွေးချယ်ခဲ့တဲ့သူတွေဟာအခြေရေးမှာအင်မတန်မှကံကောင်းတဲ့သူတွေလို့ပြောရမှာပါ။အပြောသမားမဟုတ်ဘဲလက်တွေ့ကြကြနဲ့အနာဂတ်ကိုတာဝန်ယူပေးမဲ့လူကြီးဆန်ဆန်ရင်းကျက်တဲ့ချစ်သူမျိုးကိုပိုင်ဆိုင်ထားရတာကြောင့်ဖြစ်ပါတယ်ခင်ဗျာ။သူ့ဘက်ကအသင့်အပေါ်မှာတီတီငိမ့်ငိမ့်နဲ့ရှေ့ဆက်ဖို့စိတ်ကူးထားတာဖြစ်လို့တင်ငါလည်းအခြေရေးကိုခလေးကလားဆန်ဆန်မဟုတ်ပဲရင်းကျက်တဲ့အပြုအမူမျိုးနဲ့တုံ့ပြန်ပေးတင်ပါတယ်ခင်ဗျာဒီလိုမျိုးဆိုလို့ရှိရင်တော့တင်တို့ရဲ့အခြေရေးကအင်မတန်မှတာယာပျော်ရွှင်သွားမှာဖြစ်ပါတယ်ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့လဲနံပါတ်1လို့မှန်းခဲ့ပေးပါအောင်ခင်ဗျာနံပါတ်2ကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့တိလက်ရှင်ခိုင်းရုပ်ကြီးကတ်ဖြစ်ပါတယ်နှုတ်ခမ်းပြားကထုတ်မပြောပေမဲ့ရင်ထဲမှာအတိုင်းအဆမရှိနှဆိုင်တဲ့ချစ်မြတ်တာတွေကိုမြင်ရပါတယ်ခင်ဗျာဒီကတ်ကိုရွေးချယ်လိုက်တဲ့သူတွေရဲ့ချစ်သူကတော့တင့်အပေါ်မှာတကယ်ကိုနက်နက်ရှိုင်းရှိုင်းနဲ့ယူသွနေတဲ့သူမျိုးပါဒါပေမဲ့သူ့ရဲ့ခံစားချက်တွေကိုဘယ်တော့မှထုတ်မပြောဘဲနဲ့ရင်ထဲမှာမျိုးသိပ်ထားတာကိုတွေ့ရပါတယ်တင့်ကိုလည်းအင်မတန်မှအထင်ကြီးတဲ့သူတစ်ယောက်ဖြစ်နေတာကိုတွေ့ရပါတယ်ခင်ဗျာသူ့ရဲ့ခံစားချက်ကတော့အပြင်ဘက်မှာ ATA ဆက်ဖြစ်နေရင်တော့မှပဲအတွင်းစိတ်မှာတော့တင့်အပေါ်မှာတကယ်ဂီးယူဆိုင်ပြီးတော့မှစိတ်ပူတာမျိုးရှိပါတယ်စကလုံးတွေအများကြီးနဲ့အချစ်ကိုတက်သေးပြတာမျိုးသူကမကြိုက်ပါဘူးတကယ်လက်တွေ့ကြတက်သေးပြတာမျိုးကိုပဲသူကနှစ်ချိုက်ပါတယ်ခင်ဗျာတခါတလေမှာသူဘာတွေးနေတယ်လဲဆိုတာကိုတင့်အနေနဲ့ဘလို့မှမရိပ်မိတာမျိုးရှိနိုင်ပါတယ်သူကလှုပ်ဝက်ချက်ကြီးသူတယောက်အနေနဲ့တင်မြင်ကောင်းမြင်နိုင်ပါတယ်ဒါပေမဲ့လည်းဒီຢာလေးတွေကိုတင့်အနေနဲ့ခွင့်လွတ်သိခံပေးဖို့လိုအပ်ပါတယ်ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေကတော့စိတ်ချင်းဆက်နွယ်မှုအားကောင်းတဲ့ကံကောင်းမှုမျိုးရှိနေပါတယ်။တင်ရရှိထားတဲ့ချစ်သူကတော့အတွင်းစိတ်နဲ့ရှိုင်းပြီးတော့မှစိတ်ခံစားမှုတိမ်မွေးတဲ့ချစ်သူဖြစ်ပါတယ်ခင်ဗျာ။သူဟာတင့်အပေါ်မှာအင်မတန်မှတဝင်းတိုတက်ပါတယ်။ထောက်မပြောရင်တော့မှအင်မတန်မှတဝင်းတိုတက်တဲ့သူမျိုးဖြစ်နေပါတယ်ခင်ဗျာ။သူ့ရဲ့စိတ်ထဲမှာရှိနေတဲ့အကြောင်းအရာတွေကိုမျိုးသိပ်ထားတတ်တဲ့သူဖြစ်တာကြောင့်သူ့ရဲ့အမူအရာလေးတွေကိုသာသတိထားကြည့်ရှုပြီးတော့မှတင့်အနေနဲ့အကောင်းဆုံးတုံ့ပြန်ချစ်ပေးမယ်ဆိုလို့ရှိရင်တာယာပျော်ရွှင်တဲ့အချစ်လန်းခရီးကိုဖျက်ဆီးရမှာဖြစ်ပါတယ်ခင်ဗျာဒီကတ်လေးကိုရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့လည်း comment မှာနံပါတ်2လို့ရေးခဲ့ပေးပါအောင်ခင်ဗျာနံပါတ်3ကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့ဖလား9လုံးကတ်ဖြစ်ပါတယ်ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေရဲ့ချစ်သူကတော့တင့်အပေါ်မှာတကယ်ကိုမှစိတ်ကူးရင်ဆန်တဲ့စိတ်နေစိတ်ထားမျိုးရှိနေတာကိုတွေ့ရပါတယ်တင့်ကိုစိတ်ကူးတဲ့ကမင်းသမီးမင်းသားလေးတစ်ပါးလိုမြင်နေပြီးတော့မှတင်းနဲ့ပတ်သက်ရင်ကောင်းမွန်တဲ့အရာတွေလှပတဲ့အနာဂတ်တွေကိုပဲအမြဲတမ်းပုံဖော်ကြည့်နေတာမျိုးတွေ့ရပါတယ်ခင်ဗျာတင်းအပေါ်မှာထားရှိတဲ့အချစ်ကအပြစ်ပြောစရာမရှိအောင်ကြီးမားပေမဲ့တစ်ဖက်မှာလည်းလက်တွေ့မကြဘဲနဲ့စိတ်ကူးရင်ကဘာထဲမှာလွင်မျောနေတတ်တဲ့စိတ်နေစိတ်ထားမျိုးကိုတွေ့ရပါတယ်ခင်ဗျာသူ့ရဲ့ရင်တွင်းခံစားချက်ကတင်းနဲ့ပတ်သက်ပြီးတော့မှမျောလင်းချက်တွေလိုချင်တက်မှတ်မှုတွေအများများနေပြီးတော့တစ်ခါတလေဘယ်အရာကိုအရင်လုပ်ရမလဲဆိုတာကိုဆုံးဖြတ်ချက်မပြတ်သားဘဲနဲ့ဝေခွဲမရတဲ့အချိန်လေးမျိုးဖြစ်နေတာမျိုးလည်းတွေ့ရပါတယ်တင်စိတ်ပြက်သွားမှာကိုလည်းသူကအင်မတန်မှကြောက်ရွံ့ပါတယ်လက်ရှိအခြေအနေထက်ပိုကောင်းတဲ့အရာတွေကိုဘယ်လိုဖန်တီးရမလဲဆိုပြီးတော့မှအတွေးများနေတာမျိုးလည်းတွေ့ရပါတယ်ဒါအပြင်သူ့ရဲ့ဘဝမှာစိတ်ကူးစိတ်တန်းတွေရွေးချယ်စရာတွေလမ်းကြောင်းတွေအာယုံပြန့်လွင့်စရာတွေရှိနေနိုင်တဲ့အတွက်တင့်အပေါ်စိတ်ကစားတာမျိုးမဟုတ်ပေမဲ့လက်တွေ့ကြရှေ့ဆက်ဖို့အတွက်ကတော့အချိန်နည်းနည်းယူပြီးတော့မှဝေခွဲနေရတဲ့အခြေအနေမျိုးတွေ့ရပါတယ်ခင်ဗျာဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေဟာအခြေရင်းနဲ့အိမ်တော်ရေးမှာ romantic ဆန်ဆန်နဲ့စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကိုအမြဲတမ်းကြုံတွေ့ရမယ့်ကံကောင်းမှုမျိုးရှိနေတာတော့တွေ့ရပါတယ်။တင်ရရှိထားတဲ့ချစ်သူကတော့စိတ်ကူးစိတ်တန်းကောင်းမွန်ပြီးတော့အမှုပညာဆန်တဲ့ချစ်သူမျိုးလို့နာမည်တက်ချင်ပါတယ်။တင်ကိုအမြဲတမ်းပျော်ရွှင်အံ့ဩအောင်လို့လုပ်ပေးခြင်းပြီးတော့တင်နဲ့ပတ်သက်ရင်အကောင်းဆုံးအရာတွေကိုပဲပေးခြင်းနဲ့စိတ်ကူးရင်သမားလေးတယောက်ဖြစ်နေပါတယ်ခင်ဗျာ။သူဟာစိတ်ကူးအိမ်မက်တွေများနေတတ်ပြီးတော့တခါတလေလက်တွေ့ဘဝမှာဝေခွဲမရဖြစ်နေတတ်တာကြောင့်တင်ဘက်ကသူ့အတွက်
လက်တွေ့ကြတဲ့လမ်းပြသူအဖြစ်အနားမှာရှိပေးတင်ပါတယ်ခင်ဗျာဒီလိုမျိုးသာလုပ်ပေးမယ်ဆိုလို့ရှိရင်တော့တင်တို့ရဲ့အခြေရေးလမ်းခီးဟာအင်မတန်မှတာယာပျော်ရွှင်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီကလေးကိုရွေးခဲ့တဲ့သူတွေအနေနဲ့လည်း comment မှာနံပါတ်3လို့ရေးခဲ့ပေးပါဦးခင်ဗျာ